没嘛有吃了，吃了鱼了哇！后来做要加十来片喏，你讲骗没到路，现在拿公来片喏了加喏，光嘛骗没，骗没哇骗没，后来做如今要加也把这片两喏加喏，梨嘛骗没哇，俺梨嘛骗没。要加耶没嘛吃路啥了吧喂，要加加点喽，加点喽。ရင်းတိုင်မယ်ဆိုတော့မိသားစုဘယ်နှယောက်နေမှာလဲ ဟုတ်ကဲ့အားလုံးပေါင်း9ယောက်ပါခင်ဗျ 9ယောက်ကဘယ်လိုတွေနေမှာလဲ ကျွန်တော်အဖေအမေရယ်ကျွန်တော်မောင်နှမ9ယောက်ရယ်အားလုံးပေါင်း9ယောက်ပါခင်ဗျ ဒါဆိုရင်အဖေနာမည် ဦးအောင်ကျော်ပါခင်ဗျ 哦， ဦးအောင်ကျော်အမေနာမည်က ဒေါ်ဆန်ခုတ်ပါ ဒေါ်စံခုမောင်နှမ9ယောက်ကမိန်းကလေးဘယ်နှယောက်ယောက်ျားလေးဘယ်နှယောက်လဲအကြီးဆုံးနာမည်ကစပြော ဟုတ်ကဲ့မောင်နှမ9ယောက်ကယောက်ျားလေး3ယောက်မိန်းကလေး2ယောက်ပါခင်ဗျအကြီးဆုံးကကျွန်တော်ပါပဲခင်ဗျကျွန်တော်နာမည်မျိုးလင်းပါ မျိုးလင်းနောက်တစ်ယောက် နောက်တစ်ယောက်ကစိုးလင်းပါခင်ဗျ စိုးလင်းနောက်တစ်ယောက် နောက်တစ်ယောက်ကစိုးထုတ်ပါခင်ဗျ စိုးထွတ်ကျန်တဲ့မိန်းကလေး2ယောက်နာမည်က မိန်းကလေး2ယောက်ကအကြီးမတင်တင်ကြီးပါ တင်တင်ကြီးနောက်တစ်ယောက် အငယ်မနာမည်ကတော့ချွတ်ချွတ်အောင်ပါ ချူချူအောင်ကျမမသိလို့တစ်ခုလောက်မေးလို့ရမှာရှင် ဟုတ်ကဲ့ရပါတယ်ခင်ဗျ ရှင်တို့နာမည်ကိုဘယ်သူပေးတာလဲ ကျွန်တော်တို့ရဲ့အဖိုးဦးတူတူလက်ပေးတာပါဒါနဲ့အမနာမည်ဘယ်လိုခေါ်လဲ ကျမနာမည်ချူချူစု